Okay, Islam မှာခါရှက်ကတဲ့ Islam မှာခါရှက်ကတူဗရီယာကိုကြောက်လို့ဝေတာဝက်ကိုပြေးသလားတဲ့နော်ပြေးသလားတဲ့ကျွန်တော်အဲ့အကြောင်းလေးနည်းနည်းပြောပြနော်သုံးသက်တာတော့မဟုတ်ပြောပြဘာကြောက်စရာရှိတော့နော်ဒိုင်ဝိတ်ခက်ဘက်ကိုအချိန်ပေါင်းများစွာကာကွယ်ထားတဲ့ကစားသမားနော် striking လည်းအသင့်အင့်ရှိတယ်နောက်ပြီးလို့ရှိရင်ဒီဆမ်ဘူနဘန်းမှာဆိုလဲတစ်ဖက်ကန်းက submission ဘက်ကိုသွားမလား pressure ပေးကစားမလားအဲ့လိုကစားသမားမျိုးက Elia Tuberia ကိုကြောက်စရာဘာအကြောင်းမှမရှိပါဘူးနော်ကြောက်စရာဘာအကြောင်းမှမရှိပါဘူး Okay Elia Tuberia ရဲ့ KO power ကိုကြောက်သလားနော်ကြောက်သလားဆိုလို့ရှိရင်ကျွန်တော်ကစဉ်းစားမှာရှေ့မှာနော်ဒီ Diamond တို့လို KO power ကောင်းတဲ့ကစားသမားတွေနဲ့သူတွေ့ခဲ့တာပဲเนาะဘလို့ကစားခဲ့တယ်လဲဒါကျွန်တော်တို့အမြင်ပဲပေါ့เนาะ Nisnet ကောင်းပါဆိုတဲ့Lazana Volkanovski တို့နဲ့လည်းသူတွေ့ခဲ့တာပဲသူဒါဘလို့ကစားခဲ့တယ်လားကျွန်တော်တို့မြင်ခဲ့တာပဲElia Tuberia ရဲ့ KO power ကိုကြောက်သလားဆိုနည်းနည်းတော့သတိထားတယ်နည်းနည်းတော့သတိထားတယ်ဘာတစ်ချက်ကြအောင်Tuberia ရဲ့ KO power ကလက်ကွိတ်မှာအလုံးဖြစ်မလားမဖြစ်ဘူးလားဆိုတာတော့ကျွန်တော်တို့ဒါပြန်ကြည့်ရမှာပေါ့เนาะပြန်ကြည့်ရမှာTuberia နဲ့ဘာလို့ပေးမထိုးလဲသူအဲ့ဒါဆိုလို့ရှိရင်ဘာလို့ဝါတာဝိတ်ကိုတက်သွားတယ်လဲဆိုကျွန်တော်ထင်တာတော့သူ့မှာရှိတဲ့အရှိန်အဝါပေါ့နော်အရေးရှိတော့အရက်ထွက်ပြရလို့ပဲကျွန်တော်မြင်တယ်အရေးရှိတော့အရက်ထွက်ပြရလို့လဲထွက်ပြရလို့ပဲမြင်ကျွန်တော်ထင်တယ်Islam မခါရှက်ရဲ့အကြံဉာဏ်မဟုတ်တော့ဘူးသူ့ရဲ့ manager နဲ့ခါဖေးရဲ့အကြံဉာဏ်ဖြစ်လိမ့်မယ် live weight ကိုတက်ဖို့ sorry weather weight ကိုတက်တယ်ဆိုတာလေဒါတော့မှ तू ကတော့20ဘယ်လန်မိုဟာမက်နိုင်လို့ရှိရင်မတက်ဘူးရှုံးမယ်ဆိုမှတက်မှာအခုရှုံးတယ်ဆိုတော့တက်သွားပြီးရင်အောက်ကိုပြန်ဆင်းပြီးလူအောင်ပါတဲ့ဟောအဓိကကျွန်တော်ပြောတဲ့တော့ဒီ Elia Tuberia ကိုကြောက်သလားဆိုကြောက်စရာဘာအကြောင်းမှမရှိပါဘူး Elia Tuberia ကို Islam မှာကချက်သတိထားမှဒီ KO power တစ်ခုပဲရှိပါတယ် KO power တစ်ခုပဲရှိပါတယ်ဟိုဘက်က Tuberia ကလည်းနဘန်းကောင်းတယ်ဒါပေမဲ့ Islam မှာခါချက်ကိုရှင်လုံးနိုင်မလားเนาะရှင်လုံးနိုင်မလားအရက်အမောင်းလူအောင်တော်တော်ကွာပါတယ်လုံးနိုင်တယ်ဆိုလို့ရှိရင်တော့ Islam မှာခါချက်ကိုအသာရမယ်လို့ကျွန်တော်မမြင်ပါဘူးအဲ့တော့ Islam မှာခါချက် light weight ကိုweather weight ကိုတက်တာဒီ Tuberia ကိုကြောက်လို့မဟုတ်ဘူးလို့ 100% ပြောလို့ရပါတယ်သူ့မှာရှိတဲ့အရှိန်ဟွာเนาะအရေးရှိတော့အရက်ထွက်ပြရတယ်လို့ပဲကျွန်တော်မြင်တယ်เนาะငါချန်ပီယံကွာငါ့ကိုထိုးရင်လို့ရှိရင်စောင့်ဆိုတဲ့ပုံစံမျိုးသူလောက်တာเนาะဘာလို့သူအဲ့လိုလို့ဆိုTuberiaလည်းဒီအုပ်စုနဲ့ထိုးရင်လို့ Islam မခါချက်နဲ့ထိုးရင်လို့သူတက်လာတာဆိုရင်တော့ तू ကချန်ပီယံပွဲကို၄-၅ချိန်ကာကွယ်ထားတဲ့ကစားသမားဟိုကမနေ့တည်းမှဖြစ်ပြီးနာမည်ကြီးလာတဲ့ကစားသမားအဲ့ကစားသမားကို तू ကဟိုတန်းပြီးတော့ तू မထိုးရင်ဘူးကွာပြောမှဆိုရင် level မတူဘူးလို့ तू မြင်တယ်ဒါပထမတစ်ချက်ဒုတိယတစ်ချက်ကဘာဖြစ်မလဲကျွန်တော်တို့စဉ်းစားကြည့်အောင်ဒုတိယတစ်ချက်ကဘာလဲဆိုတော့ခုနကျွန်တော်ပြောတဲ့အရှိန်ဟွာအကြောင်းပဲပြန်ပြောရမှာမင်းငါနဲ့ထိုးကျင်လားမင်းငါနဲ့ထိုးကျင်တယ်ပြောမဆိုရင်တော့မေဝဲတာတို့လှုပ်တဲ့အကွက်မင်းငါနဲ့ထိုးကျင်လားငါနဲ့ထိုးကျင်ငါ့ကိုစောင့်နော်ငါနဲ့ထိုးကျင်ငါ့ကိုစောင့်ဆိုတဲ့ပုံစံမျိုး तू လှုပ်တာနော်အာမန်ကိုရှောင်လားဆိုတော့လည်းမဟုတ်ဘူး तू ကျွန်တော်ထင်တယ်Tuberia ရဲ့စာလို့ရှိရင် तू အာမန်ကိုပိုချိန်လိုက်မယ်ဘာလို့လဲ तू ဟိုဘက်မှာကျတော့လေအာမန်အစင်သင်းဖြစ်မနေသေးဘူးကွာဖြစ်နေတယ်ဆိုလို့ရှိရင်တော့ Dana White ကပွဲမပေးသေးဘူးလို့ပြောတဲ့အတွက်အဲ့ဒါကြောင့် तू ဒီစကားမျိုးပြောတာပြောပြီးတော့ weather weight ကို तू တက်သွားတာကျွန်တော်ထင်တယ်ပြန်ဆင်းလာလို့ရှိရင် Tuberia ကို तू နိုင်လို့ရှိရင်အာမန်နဲ့ तू နဲ့ပြန်တွေ့လိုက်မယ်ဘာလို့ဆိုအကောင်းဆုံးပြိုင်ပွဲလို့လူတိုင်းကတင်ရင်တင်ကြွတဲ့လက်ခံထားတာကိုအာမန်ဒီ Islam မကာရှက်ရဲ့ပြိုင်ပွဲလို့လက်ခံတာအဲ့ဒါကြောင့်အခုလဲကျွန်တော်အတန်နေကြနေတာ live weight ကို weather weight ကိုတက်သွားမယ်ဆိုတာတော့တေချာသွားပြီခပတ်ကိုမစွန်းလို့ဘူးမင်းတို့ Antoine Champion ခပတ်လူကြငါပြန်ဆင်းလာမယ်ပြီးလို့ရှိရင်ငါနဲ့ပြန်ကစားဆိုတဲ့ပုံစံမျိုးဆိုရင်ကTuberia ကို2ဆင့်ဖြတ်ခိုင်းတာရှုံးမှရင်တော့ရင်မင်းပြန်ဆင်းနော်ပြန်ဆင်းမဆင်း live weight မှာပြန်နေမလား feather weight ပြန်ဆင်းမလားမင်းတို့နိုင်လို့ရှိရင်လာမင်းနဲ့ငါနဲ့ပြန်ထိုးမယ်အဲ့ကြရင်အာမန်ရဲ့အခန်းကဏ္ဍဘယ်လိုဖြစ်အောင်မလဲမသိဘူးနော်အာမန်ရဲ့အခန်းကဏ္ဍဘယ်လိုဖြစ်မှန်းမသိဘူးပြောကြ live weight ရဲ့အခင်းချင်းကလေရှုပ်ရက်ကိုခတ်နေတာပဲဒါကျွန်တော်တို့ဒါမှန်းပြီးပြောတာခုနအဲ့ဒါဆိုလို့ဒီလိုရှိရင်Islam မခါချက်ကအပေါ်ကခုနကျွန်တော်ပြောတဲ့ just တယ်လာကိုနိုင်သလားဒါကြတော့ကျွန်တော်အရန်ဝေးသွားကျွန်တော်မပြောသေးဘူးလောလောဆယ်အဲ့ဒီ Elia Tuberia ကိုကြောက်သလားဆိုတော့မဟုတ်ဘူး Elia Tuberia ကဒီသူတို့လိုပဲဒီဆမ်မွန်နဘန်းပုံစံမျိုးကောင်းတယ်ဒါပေမဲ့ Islam မခါချက်ကိုရှင်လုံးနိုင်တယ်ဆိုတဲ့ခံမှန်းချက်ကြီးတော့နည်းနည်းပြင်းတယ်ကျွန်တော်တော့အဲ့လိုမထင်ဘူးရှင်လုံးနိုင်တယ်လို့မထင်ဘူးလုံးနိုင်တယ်ဆိုရင်တော့ Islam မကာရှက်ကမနေဘူးအဲ့တော့ Islam မကာရှက်Tuberiaကိုကြောက်ရမှာဆိုတဲ့သတိထားရမှာဒီ
KO power ပဲရှိတယ် KO power တကယ်ကြပါတယ်เนาะတူဘိုရီယာရဲ့ KO power ရှိပါတယ်ဒါပဲကျွန်တော်တို့ပြောစရာရှိတယ်အဲ့တော့ summarize လုပ်ပြီးပြောရရင် Islam ကချက်ကတူဘိုရီယာကိုကြောက်လို့ဝယ်တာဝိတ်ကိုတက်သွားတာမဟုတ်ဘူးသူ့မှာရှိတဲ့အရှိန်အဝါကိုပြသွားတာသူ့မှာရှိတဲ့အရှိန်အဝါမင်းကလည်းထိုးကျင်တာထိုးကျင်စောင့်ဘယ်သူကိုဖြတ်ပြီးမှငါတက်ဒါကြောင့်လည်းသူပြောရလေသူ့စီကိုလည်းတယောက်ပြီးတယောက်တန်းစီပြီးတက်ထုံနေသူစောင့်ပေးရတယ်ပေါ့နော်ဒီဘောကန်နောစီကူဆိုတဲ့တက်ခါဆိုဒီတစ်ခါကတော့သူ့အလှဲ့ပဲပေါ့သူ့အလှဲ့ပဲဆိုတဲ့ပုံစံမျိုးနဲ့သူတာ UFC ကလည်းဒါကိုလက်ခံရတယ်လက်မခံလို့မရဘူး तू ကလက်ရှိမှာ तू ကဘယ်နေဖြစ်နေတယ်ကွာအစ္စလာမ်ခါချက်ကဘယ်နေဖြစ်နေတယ် तू နဲ့ကစားခြင်းတယ်ဆိုလို့ဆိုတော့သူ့ရဲ့အရှိန်ဟွာနော် तू ရမဲ့အခွင့်အရေးကိုပြောသွားတာကျွန်တော်တော့အဲ့လိုပဲမြင်တယ်အဲ့တော့အစ္စလာမ်ခါချက်ဝယ်တာဝိတ်ကိုတက်မယ်တက်ပြီးတော့ပြန်ဆင်းလာမှနိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေပြန်ဆင်းလာမှတော်ပိုရီယာနဲ့ပြန်တွေ့ပါလိမ့်မယ်ဘာပဲပြောပြောပြန်တွေ့လို့ရှိရင်တော့အဲ့ပွဲကခါဗစ်နဲ့ကော်နာရဲ့ပွဲလို့ပွဲကောင်းဖြစ်မှာပါ